မရှင်းတာအဲ့ချစ်တင်းနှောတဲ့နေရာလေးကိုမရှင်းတာအဲ့ရွှေမိုးလေးတွေညိုတော့ချစ်တင်းနှောခဲ့တာအဲ့ဘလို့နှောတာလဲငါ့ကိုပြောပြပါလား ငါတို့ဘက်ဘလို့နော်နေဘူးပါလို့လား 哎呦我的妈！ လူကတော့အရင်လူပါပဲစိတ်ကတော့အရင်လိုမဟုတ်တော့ဘူးလူတိုင်းကကိုယ့်လိုမဟုတ်ဘူးဆိုတာသိလိုက်ရတယ် ကြော်ကွာ ကြော်ရဲကြော်ကြည့်လိုက်လေနင်ငါဗီဒီယိုကြော်တာနဲ့ငါကောင်လေးကလည်းနင့်ကိုကြော်မှာငါကောင်လေးကြော်တာနဲ့နှစ်ဖက်မိဘတွေကပါလိုက်ကြော်ကြမှာအေးဒါနဲ့မပြီးသေးဘူးရွာအမျိုးတွေပါကြော်ကြအောင်မယ်နင်သိထားဖို့ကငါတို့တစ်မျိုးလုံးပါနင့်ကိုကြော်မယ်ဆိုတာပဲ အားနာပြီးသဘောကောင်းတာပဲရှိရဲ့မိမတိုင်းနဲ့ရောရောနှောနှောနေရတဲ့ထဲမှာငါမပေါအောင်မိမမြင်ဘူးလေ